Steering အောက်ကဒီ icon လေးကိုမြင်ပါသလားအကယ်၍ကျွန်တော်တို့ရဲ့ကားတော့က battery ကုန်သွားရင်သူ့ကိုဒီနေရာလေးမှာကတ်ထားလိုက်ရုံပါပဲ brake ကိုနင်း start ခလုတ်ကိုဖိနှိပ်ပြီးခဏဆောင်လိုက်ရင်ကားဆက်နိုးသွားပါလိမ့်မယ်အကယ်၍ကားမောင်းနေရင် brake ကရုတ်တရက်ချုပ်ယွင်းသွားရင်မထိတ်လန့်ပါနဲ့ electronic left brake electronic hand brake ကိုဆွဲတင်ထားလိုက်ပါလက်မလွတ်လိုက်ပါနဲ့ဒါဆိုရင်ကားကညင်ညင်တက်တက်နဲ့ရပ်တန့်သွားပါလိမ့်မယ်ဒါပြင်ကားရဲ့မူနာတော့ mechanical key ကကားတကားဖွင့်ဖို့မဟုတ်ပါဘူးဥပမာ brake နင်းထားပြီးမြဲဂီယာပြောင်းလို့မရတဲ့အခါမျိုးမှာလေအသုံးပြုလို့ရပါတယ်ချက်ချင်းကြီးကားဆွဲတဲ့ကားတိုး truck ကိုမခေါ်လိုက်ပါနဲ့အောင်ဂီယာဖုံး gas cover လေးကိုအရင်ဖွင့်လိုက်ပါဒီကအဝါရောင်ခလုတ်လေးကိုမြင်လားကျွန်တော်တို့ရဲ့မူနာတော့လေးကိုထုတ်ပါအဲ့ဒီခလုတ်လေးကိုတော့နဲ့ဖိထားလိုက်ရင် brake မနေမဲနဲ့တော့ဂီယာပြောင်းလို့ရသွားပါလိမ့်မယ်နောက်တစ်ခုကကားရဲ့ screen central control screen ကအရန်လီးနေရင်လက်ဖြစ်နေရင်လေပြင်းနေဆိုင်ကိုချက်ချင်းမသွားပါနဲ့အောင်menu ခလုတ် menu ဘတ်တုံနဲ့ power ခလုတ် power ဘတ်တုံကိုမြင်ပါသလားအဲ့ဒီနှစ်ခုကိုတစ်ပြိုင်နက်တည်း10စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါဒါဆိုရင်စနစ်က force restart ဖြစ်သွားပြီးကားအသစ်တိုင်းပြန်ပြီးတော့လက်သွားပါလိမ့်မယ်နောက်ဆုံးအနေနဲ့အရေးပေါ်အခြေအနေမျိုးမှာကားထဲမှာပိတ်မိနေရင်မလိုပါနဲ့ထိုင်ကုန်မှာရှိတဲ့ဒီခလုတ်လေးကိုမြင်လားအဲ့ဒါကိုနှိပ်လိုက်ပါနောက်ဖုံ trunk ရဲ့အကာပြားပေါ်မှာအရေးပေါ်ဖွင့်နေခလုတ်လေးရှိပါတယ်ဒီအဖြူရောင်ခလုတ်လေးပါအဲ့ဒါကိုအပေါ်ဘက်ကိုတွန်းလိုက်နေဆိုရင်အရေးပေါ်ထွက်ပေါက်အဖြစ်နောက်ဖုံပွင့်သွားပါလိမ့်မယ်အားလုံးလေးတမြောက်သွားပြီလားကျွန်တော်ကိုဖုန်းလုံးလုပ်ထားပါနေ့စဉ်ကားဘူးတူတာတွေကိုလိလာလိုက်